မြင့်မို့တောင်ရဲ့တောင်ပရရက်မြយ៉ាងနံပါမှာတော့ဝိရုရကနတ်မင်းကြီးနေထိုင်ပြီးဂုံပန်းများကိုအုပ်ချုပ်ပါတယ်ဂုံပန်းဆိုတာကတော့ကြီးမားသောဝမ်းပိုက်ကိုခန္ဓာအောက်ပိုင်းနဲ့ပြူးကျယ်နီမြန်သောမျက်စိရှိပြီးကြမ်းတမ်းတဲ့ရုပ်အသွင်ရှိတဲ့နတ်တဏဝါတစ်မျိုးလို့ဆိုနိုင်ပါတယ်ဂုံပန်းများဟာနတ်ပြည်မှာရှိတော်လဲသူတို့ဟာအခြားနတ်များညမတူပဲကြမ်းကြုတ်ပြီးဘီလူးများကဲ့သို့အသွင်ရှိပါတယ်နတ်စစ်သည်အဆောင်အရှောက်အဖြစ်လဲတာဝန်ယူလေ့ရှိတဲ့နတ်တဏဝါတစ်မျိုးပဲဖြစ်ပါတယ်မြင့်မို့တောင်ရဲ့အရှိဘအရက်ငွေရောင်နံပါမှာလက်ထရထာနတ်မင်းကြီးနေထိုင်ပြီးဂန္ဓပနတ်များကိုအုပ်ချုပ်ပါလေဂန္ဓပနတ်များဟာငွေကြိုက်သောနန္တာပင်တွင်ပဋိတန်တေတီသောနတ်များဖြစ်ကြပြီးဂီတာအနုပညာရက်များတွင်အလွန်ထူးချွန်ကာပြုစားမှုအရာတွင်လည်းတူမတူအောင်တစ်ဖက်ကန်ခတ်အစွမ်းရှိတဲ့နတ်များဖြစ်ကြပါတယ်တတဝအများစုရဲ့စိတ်များကိုအမျိုးမျိုးလှိမ့်စားနိုင်စွမ်းပြုစားနိုင်စွမ်းရှိကြပါတယ်